ခြင်းအရက်စေမျက်နာကိုအောင်နိုင်တော်မူသောဘုရင်မင်းကြီးဖြစ်ဖူးမြော်ခွင့်ရတဲ့အချိန်မှာဆူရှာရဲ့သူ့ရဲ့ကြည်တွေကြောင့်ရှင်ဖို့ဆိုယုံမိရပြန်နှုတ်ပြကြရှင်ရွှေရင်သိတဲ့တည်းကြည်တဲ့သမီးတော်မင်းသမီးစုပန်ကလေးယာသူ့အလားကြောင့်ဘယင်မင်းကြီးမှာရှင်မူမိမှာဆိုရင်မိပါသည်အောင်ဝဲခီမှာအသေးပိုက်ခံမင်းသမီးဘဝနဲ့တိုင်းတစ်ပါးရောက်ရပြန်ခန္ဓာလာတဲ့ရွှေနန်းတော်ဒီမှာလောင်အိမ်စံမင်းသမီးဖြစ်ခဲ့ပြန်အရှိန်ဝါကြီးတဲ့ဘယင်မင်းကြီးရဲ့အဆောက်ရှက်ခံသမီးတော်မင်းသမီးစုပန်ကလေးယာသူ့ရဲ့ချစ်တော်မရနိုင်တာဘယင်မင်းကြီးရဲ့အဖြစ်တော်ယူမှာဆိုမိသည်အချစ်မပါပဲမသိပိုင်လို့ပါမိတ်နဲ့ဘယင်မင်း